ပြီးသွားပြီလားလို့မထင်နဲ့မျိုးဆက်အလိုက်နာကျင်ခံစားရသူတွေဟာဖိနှိပ်ခံရသူတွေဟာအကြောက်တရားကင်းစင်သွားတဲ့နေ့မှာဖိနှိပ်မှုနဲ့နာကျင်မှုကအဆုံးစွန်ရောက်ပြီးအကြောက်တရားကိုတပ်ပစ်လိုက်နိုင်တဲ့အချိန်မှာမင်းအောင်လိုက်ဖတ်စစ်တဲ့ခင်ဗျာထိတ်ချုပ်လို့မရတဲ့ရန်သူတွေထပ်ပေါ်လာပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးနောက်ဆုံးရတိုက်ပွဲသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပြီးပါရန်တောင်းဆိုအပ်ပါတယ်ဒီကနေ့ထူးခြားတဲ့သတင်းတွေအရှင်ပြောမယ်ပြောနေရင်နားထောင်ကောင်းတော့အရှိန်ဖြတ်လိုက်တာနောက်ပိုင်းဆက်ပြောမယ်နော်အဲ့တော့လူမြတ်ကျော်ကနေ့စဉ်ဒသနာတွေပြောရင်ပြီးတော့မှာမဟုတ်ဘူးအဲ့တော့သတင်းများအရာအင်မတန်ထူးခြားတဲ့အခင်းချင်းတစ်ခုကျွန်တော်ဒီကနေ့တွေ့လိုက်ရတယ်သတင်းကောင်းလားသတင်းဆိုးလားကြိုက်ကြမလားမကြိုက်ကြမလားတော့မသိဘူးအမှန်တိုင်းပေါ်ထွက်လာတဲ့သတင်းတစ်ခုကိုတထွေးနိုင်ရဲ့အင်တာဗျူးနေ့လေကတက်လာတယ်ပြန်ဖြုတ်သွားတယ် BNR ကဘုံကားတဲ့အတူရှိတဲ့ရဲဘော်တယောက်ရဲ့တပ်တည်ထွက်ချက်ထူးကြတာကဆရာဦးကြည်မြင့်ကအဲ့ဒီရဲဘော်ရဲ့တပ်တည်ထွက်ချက်ကိုမှတ်တမ်းလိုက်ယူနေတယ်ဒါဆိုရင် BNR ကိုချေမုန်းတဲ့ကိစ္စရက်တွေကစစ်ရာဇဝတ်မှုအဖြစ်ပေါ်ပေါက်လာပြီး BNR ကိုတိုက်ခိုက်ချေမုန်းတဲ့သူတွေဟာစစ်ရာဇဝတ်တရားခံတွေဖြစ်လာနိုင်သလားတစ်ချက်နောက်တစ်ချက်ကလူခွင့်ရေးဆိုင်ရာချိုးဖောက်မှုလူခွင့်ရေးဆိုင်ရာချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့လေ BNR နဲ့ပတ်သက်ဆက်သူတွေလို့ယူဆရတဲ့သူမှန်သမျှရင်းမာပင်ခရိုင်ပကဖတွေကဖမ်းပါတယ်ဒါနဲ့ပတ်သက်ပြီးလူခွင့်ရေးချိုးဖောက်မှုအဖြစ်ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးကော်မရှင်ထိပဲတိုင်စာတွေရောက်သွားနိုင်သလားဒါကတော်လှန်ရေးဘက်ကအခြေအနေပေါ့ဗျာနောက်တော့ထူးခြားတဲ့သတင်းနောက်တစ်ခုထပ်ဖြစ်ပါတယ် MNDAA ကကိုယ်ကန်ကိုတိမ့်ပြီးတကလားနန်းခမ်းကိုတိုက်မယ်နန်းခမ်းကိုမတိုက်ခင်ကနတ်ဖက်ကမှရှိတဲ့ KIA Gate ခန်းတွေကိုပိတ်သိမ်းခိုင်းနေဆိုတဲ့သတင်းတွေထွက်လာပါတယ်ဒါပေမဲ့ KIO ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကတော့ MNDAA တွေနဲ့ဒီ gate ကိုပိတ်ဖို့တရားဝင်လာပြီးအကြောင်းကြားတာမရှိပါဘူးလို့ပြောတယ်အကယ်၍အဲ့ဒီပြည်တော်စုလမ်းမပေါ်က gate တွေမှန်သမျှ MNDAA သဘောမတူရင်မဖွင့်ရဆိုရင် KIA gate တွေပိတ်ပေးလိုက်မှာလားဆိုတဲ့မိကွန်းတစ်ခုကထပ်ရှိလာတယ်ဒါနဲ့တပြိုင်နက်မှာနောက်ထပ်သတင်းတစ်ခုကမကွေးတိုင်း Federal Unit အစိုးရအဖွဲ့ကမကွေးတိုင်း unit တက်မတော်တရက်ဒီချောင်းပါတယ်လို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလည်းတက်မတော်က18ရက်လောက်ရှိတယ်ဟိုမရောက်လိုက်ဥဆောင်တဲ့အကြမ်းဖက်ဖက်စစ်တပ်ကတခုပြည်သူ့ကာကွယ်ရေးတက်မတော်ကတခုအခုနောက်ပေါ်လာတာက Federal Unit တက်မတော်တွေကတခုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတဲ့ပကဖကတခုလွတ်တော်က2ရက်အစိုးရက2ခုသမ္မတက4ယောက်စစ်တပ်ပေါင်းမြောင်များစွာနဲ့ KIA ကတခုတိုင်းသားတွေကတရက်စီပေါ့ဗျာနော်ဆိုတော့စစ်တပ်အင်မတန်များသောတိုင်းပြည်သမ္မတ4ယောက်နဲ့တိုင်းပြည်လွတ်တော်2ရက်နဲ့တိုင်းပြည်အဲ့ဒါတွေအကုန်လုံးကိုဘသူကဆုံးဖြတ်ပြီးဘသူကလုံနေတာလဲဘသူကလှုပ်ခွင့်ပြုလာတာလဲဒါမျိုးရောစဉ်းစားဘူးလားနောက်ပိုင်းတော့အတွေးတွေကဒသနာတွေမှတ်သားပေါ်ရတယ်ကျွန်တော်ဗီဒီယိုအတုလေးတွေနဲ့ပြောဖို့ရှိပါတယ်မနေ့ညတော့စပြီးတော့စမ်းတင်လိုက်တယ်မနေ့ညစမ်းတင်တဲ့အကြောင်းအရာလေးကနာကျင်သွားတဲ့သူခမည်းကဖိနှိပ်နာကျင်အောင်လှုပ်လိုက်သူကကြာဆုံးသွားပြီလို့ထင်နေတာလားတိတ်တဆိတ်တိဆောက်ပြိုးထောင်ပြီးပြန်လာမယ်လို့မယူဆဘူးလားဖိနှိပ်မှုနဲ့နာကျင်မှုဟာအကြောက်တရားနဲ့ပြောညံ့မှုကိုတပ်ပစ်လိုက်နိုင်တယ်ဖိနှိပ်မှုနဲ့နာကျင်မှုကိုခံစားပြီးတကလားပြောညံ့မှုတွေအကြောက်တရားတွေကင်းစင်သွားတဲ့အခါစွမ်းအင်ပေါ်ထွက်လာတယ်စွမ်းအားပိုတိုးလာတယ်အဲ့တော့
အဲ့ဒီလူတွေပြန်လာနိုင်တဲ့အခါကြာရင်လေတိတ်စိတ်ပဲထထမြက်မြက်နဲ့တွေးအေးနဲ့ပြန်ရောက်လာတတ်တယ်အဲ့ဒီရောက်လာတဲ့အခါခမရမထိန်ချုပ်နိုင်တဲ့ရင်သူတွေကိုခမရဘယ်တော့မှမဖန်တီးပါနဲ့ဒီအတွေးစာစုလေးတွေကျွန်တော်ညအစပြောဖြစ်တယ်အဲ့တော့ပြန်ကောက်ရရင်နန်းခမ်းကိုခိုင် MNDAA TNL AA တရုတ်ရဲ့ပြည်တော်စုလမ်းဖွင့်ပွဲကမကထပြုလုပ်ပေးသူ MNDAA ပြည်တော်စုလမ်းကိုဘာလို့ဖွင့်လာလဲဆိုတော့အီရန်ကလီရင်စီဓာတ်စီဒီဇယ်စီတည်ယူနိုင်မှုကိစ္စနဲ့ပတ်သက်ပြီးအကြက်တဲဖြစ်လာရင်အမေရိကန်ရဲ့ကောင်တာကိုပြန်လဲခုခံနိုင်မှုမြန်မာပြည်ကိုခတ်ကွင်းပြင်လာတာပါ BRI လမ်းကြောင်းတွေပေါ့ဒီကြောင်းတွေကိုလည်းတချို့တွေကြဲကြဲပြန့်ပြန့်ပြောနေတော့ကျွန်တော်မပြောတော့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ပြည်တွင်းရေးကိုအဓိကပြောမယ်ဒီအခြေအနေတွေထက်တူမှာအစိုးရက2ရက်ခုနပြောတဲ့သမ္မတက4ယောက်လွှတ်တော်က2ခုအောက်မှာစုံမကားထွက်ပြီးကျူဝါကုတ်နဲ့တန်းစီနေရတာပေါ့အဆင်ပြေရဲ့လားအဲ့တော့အုတ်ချုပ်သူတွေဆိုတဲ့တစ်ဖက်ကအချမ်းဘတ်စစ်တပ်သူဘာလုပ်နေလဲပြည်သူလူထုအတိမတ်ပြုတ်ပါတယ်ပြည်သူလူထုအတိမတ်မပြုတ်အောင်မပြုတ်လဲပြုတ်အောင်ဆိုပြီးတော့ကဘာကြီးရောလူတွေရောလိန်မှုယူလာတယ်လွတ်တော်ကြီးတွေခေါ်ပြတယ်တမရတွေခန့်တယ်ဝန်ကြီးချုပ်တွေခန့်တယ်အဲ့ဒါကဘသူကလောက်ခွင့်ပေးနေတာဘသူကလောက်ခွင့်ပြုလို့လဲလူကြားကောင်းတိုက်ပုံနဲ့ပစိုးဝစ်ပြပြီးယူနီဖောင်းကနေတိုက်ပုံပစိုးပြောင်းတဲ့စစ်အစိုးရလွတ်တော်ပဲဖြစ်ပါတယ်စစ်လွတ်တော်စစ်အစိုးရပဲဖြစ်100%ပါ100%လို့ဘာကြောင့်ပြောလဲဆိုတော့လက်ရှိသမ္မတလုံးမဲ့ကောင်တွေလွတ်တော်အမတ်တွေတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေနယ်လုံးတွေအကုန်လုံးကစစ်တပ်ကကောင်တွေကြီးပဲ69.9%ပါဒါကြောင့်စစ်မျိုးဆက်တစ်ခုလုံးတိုင်းပြည်ကိုအုပ်ချုပ်မဲ့အကြံအစီနဲ့လုပ်တဲ့အခင်းချင်းလူကြားကောက်အောင်တိုက်ပုံဝင်ပြီးစင်ပေါ်တက်ပြောနေပြီမဲ့ပုံမင်းအွန်လိုင်းနဲ့အာနာရှင်တစုဟာသူထိန်ချုပ်ရဝရတဲ့မျိုးပြကွက်လေးကလွဲကျန်တဲ့ဒေတာကတက်ကြီးရွယ်ကိုအမျိုးသမီးခလေးတငယ်ပြည်သူလူထုသူ့ရဲဘော်ရဲဘက်ပါမကျန်ရက်ဆက်အညိုးတကြီးနဲ့ဖိနှိပ်ရက်ဆက်အကြမ်းဖက်တပ်ဖြတ်ပါတယ်တပ်ဖြတ်ပါတယ်အဲ့ဒီလိုတပ်ဖြတ်တဲ့အခါကျတော့ပြီးသွားပြီလားလို့မထင်နဲ့မျိုးဆက်အလိုက်နာကျင်ခံစားရသူတွေဟာဖိနှိပ်ခံရသူတွေဟာအကြောက်တရားကင်းစင်သွားတဲ့နေ့မှာဖိနှိပ်မှုနဲ့နာကျင်မှုကအဆုံးစွန်ရောက်ပြီးအကြောက်တရားကိုတပ်ပစ်လိုက်နိုင်တဲ့အချိန်မှာမင်းအောင်လိုက်ဖတ်စစ်တဲ့ခင်ဗျာထိတ်ချုပ်လို့မရတဲ့ရန်သူတွေထပ်ပေါ်လာပါလိမ့်မယ်ဟုတ်ပြီခွေးကတော့ချီးစားတယ်ဥတယ်နွားကတော့မြက်စားတယ်ပုတ်အော်တယ်စစ်တပ်ခါ1960နှစ်တည်းကဒီနေ့ချိန်ထိခွေးဆက်ခင်းခဲ့တယ်ဆိုတာရှေဝိုးကြီးပြောနေဗီဒီယိုအချိန်ကုန်တယ်အဲ့တော့ဟုတ်ပြီတစ်ဖက်မှာကျွန်တော် NUG က CRPH ကလွတ်တော်ကိုကျွန်တော်ကြည့်မယ်အစိုးရကိုကြည့်ဟုတ်တယ် NUG အစိုးရလို့ပြောကြတယ်လွတ်တော်လို့ပြောကြတယ်ခေါ်ကြတယ်ဗောဗျာဟိုတနေ့ကလွတ်တော်2ရက်အပြိုင်ခေါ်ကြတာပြည်သူလူထုကဒီအချိန်မှာအတန်ထွက်ပေးရမှာတခုတွေဘယ်ကောင်တွေကငါတို့ကိုကာကွယ်ပေးမလဲငါတို့ရဲ့လုံခြုံမှုငါတို့ရဲ့အသက်အိုးအိမ်စီးစိမ်ငါတို့ရဲ့အနာဂတ်မျှော်လင့်ချက်ကိုဘသူတွေကအကောင့်တွေပေါ်ပြီးမလဲအဲ့အစိုးရ2ရက်လုံးဆိုတဲ့ကောင်မှာဟိုကောင်စစ်တပ်ကတော့ minus ဖြစ်သွားပြီဒီဘက်ကအစိုးရလွတ်တော်ဆိုတာကတော့အကောင့်တွေပေါ်ပြီးနိုင်သလားပေါ်ပေးနိုင်ရင်လက်ခံမယ်အတိမတ်ပြုမယ်မပေါ်ပေးနိုင်ရင်အဲ့ဒီစစ်တပ်ကတော့လက်ခံစရာလုံးဝမရှိplus တသိန်းပေါ့ဗျာနော်ဒီဘက်ကဒီမိုကရေစီလို့ဖက်ဒရယ်လို့អော်နေတဲ့သူတွေရဲ့အခြေအနေအောက်မှာငါတို့ကိုကာကွယ်ပေးနိုင်လားငါတို့ကိုလုံခြုံမှုပေးနိုင်လားငါတို့ကိုတရားဥပဒေစိုးမိုးမှုအပြည့်နဲ့အနာဂတ်ကိုမျှော်လင့်ချက်ပေးနိုင်လား
ဒါဆိုရင်ငါတို့တိမဲ့ပြုလက်ခံမယ်အဲ့တော့မှမလုပ်ပေးနိုင်လက်မခံဘူးဒါရှင်းတယ်လူတဘာဝအရာပဲကိုယ်ကာကွယ်ပေးနိုင်တဲ့လူကိုယ်နှွေးထွေးတဲ့လူကိုယ်ဆောက်ရှောက်ပေးနိုင်တဲ့လူကိုအားကိုးမှာပဲလူမြတ်ကျော်ကမယုံမာနဲ့လိုက်ပြောနေလို့လည်းမရဘူးနော်အဲ့တော့ဟုတ်ပြီဒီဘက်ကမြို့သားညီညွတ်ရေးအစိုးရဆိုတဲ့အစိုးရနဲ့လွတ်တော်နဲ့ unit အစိုးရတွေကိုကျွန်တော်တို့ကြည့်လိုက်ရင်သူတို့လောက်ကင်ဆောင်ရွက်နေကြတယ်ပေါ့နော်စစ်တိုက်မယ်ပေါ့တော်လှန်မယ်ပေါ့တက်တိထောင်ထားတယ်ပေါ့ဟုတ်ပြီဒါလည်းသဘောတူတယ်လုံးဝအကျွင်းမဲ့တော်လှန်ရမယ်လွတ်မြောက်သွားတယ်ဆိုတဲ့နေမီတွေရှိလာတယ်တော်လှန်ရင်းနဲ့အဲ့ဒါဆိုရင်အဲ့ဒီလွတ်မြောက်သွားတဲ့နေမီတွေမှာတရားဥပဒေစိုးမိုးသလားပြည်သူတွေဘဝလွတ်မြောက်လုံခြုံသလားဒါကျွန်တော်တို့စောကြောသုံးသပ်ရမယ့်ကိစ္စဖြစ်လာအဲ့တော့လက်တလောမှာတော့ကျန်တဲ့နေရာတွေတော့ကျွန်တော်တိတိကျကျတော့ပြောဖို့ခက်ပေမဲ့သခိုင်းတိုင်းရင်းမပင်ခရိုင်ကတော့ဒီကနေ့ပဲဂဏီမာတဲ့ကြောက်လုံးကြီး PDF တွေကဖုံးကြောင်တစ်ကြောင်ကိုဝင်ပြီးတနက်တွေနဲ့ပြစ်ပြီးဓမြတိုက်ပါတယ်ဆိုရဲဓမြတိုက်တာလားဘာလားမသိဘူးအဲ့မှာအော်ဟစ်ပြီးတော့ကဲကြပါဦးရှင်ဆိုတဲ့ဗီဒီယိုတစ်ခုတက်လာတယ်အဲ့ဒါ PDF ရင်းမာပင်ခရိုင်တိုက်ရင်20ကမရင်းချင်းတယ်မတ်တစင်ကိုရင်းမာပင်ခရိုင်ကုတ်တို့တိုင်းကုတ်တို့ပြောတဲ့လူတွေကလူတက်မှုပေါင်းမြောင်များစွာနဲ့ရင်းမာပင်ခရိုင်ကတက်တောင်ဘူရုတွေနဲ့တော်လိုင်းတက်တက်ဖြစ်တဲ့ BNR တွေဝိုင်းဝန်းပြစ်တက်ဖန်စီနှိပ်စက်ကြတယ်ဒါအပြင်မှာထပ်ပြီးတော့မရင်းမှုတွေလည်းအများကြီးရှိသေးတယ်မကွေးတိုင်းကကာဝေးဝင်ကြီးဆိုတဲ့လူကိုကြည့်လိုက်တော့ရဲ CDN ကနေပြီးတော့တော်လိုင်းမှာKDB ဖွင့်တယ်အညာဒူဘိုင်းလုတ်တယ်လက်နက်လူသူစုဆောင်းတယ်ဗိုလ်တက်လုတ်ပြီးအခုမကွေးတိုင်းကာကွယ်ရေးဝင်ကြီးဖြစ်တယ်တကောင်းမှမကြိုက်ဘူးဒါကျွန်တော်ဒီဘက်ချမ်းဖြစ်နေတာလုံနေတာလीနော်မှားတာတယ်မှန်တာတယ်ခင်ဗျားတို့စဉ်းစားကျွန်တော်မပြောတော့ဟုတ်ပြီအဲ့ဒါကြီးပဲလားဆိုတော့မဟုတ်သေးဘူးရှိသေးတယ်ပြီးတော့ BNR ကိုတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆို NUG ရှုံးတယ်သိလားကျွန်တော်နောက်တော့မဟုတ်ကျွန်တော်သဘောယိုးနေစေတနာမှန်နဲ့ပြောပြမယ် NUG ဟာ BNR ကိုတိုက်ခိုက်ဘုံနကားကထွက်ပြေးစစ်တပ်လက်အောက်ပဲဝင်သိပဲသိသွား NUG ရှုံးတယ်ဘာကြောင့်ရှုံးလဲဆိုတော့အစိုးရလို့ကိုမမီခံပြီးတော့အစိုးရလောက်ခံတက်တွေပါဆိုတဲ့လူတွေဟာဥပဒေမဲ့စီးမဲ့ကမ်းမဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီးတော်လိုင်းရေးတက်ကိုဖျက်ဆီးပလိုက်တဲ့အတွက်အခုလဲရှုံးတယ်နောက်တမိုင်းမှာလည်းခင်ဗျားတို့ရှုံးနေပြီခင်ဗျားတို့မြဲမှတ်တာဒီစကားကိုကျွန်တော်ချစ်ချင်းမုန်းချင်းကိုအခြေခံပြီးပြောတာမျိုးမရှိဘူးကျွန်တော်ပြောပြီးသားဘုံနဂါလူလည်းမဟုတ်ဘူး NUG လူလည်းမဟုတ်ဘူးဘယ်ကောင်းရဲ့အရေးအဝါဒဩဇာအောက်မှာမနေဘူးကို့အတွေးခေါ်ကို့ယုံကြည်ချက်တိုင်းရှင်းတယ်ဘုံနဂါကိုတစ်ခါမှလုံခံပြီးဘူးဘုံနဂါနဲ့ဗီဒီယိုပေါင်း1000ကျော်မှာအင်တာဗျူးတစ်ပုတ်ပဲလုပ်ပြီးတော်လိုင်းဒေတာဆိုင်ရာခေါင်းဆောင်တယောက်အနေနဲ့လက်ခံနဲ့ကူညီပေးတယ်အခြားအန်ယူရင်အမိုဒီတက်ရင်းနေလေအကူညီပေးတယ်ဘိုမိုက်ခဲတို့ဘာလို့ဆိုလဲဒါအားလုံးသိပြီးသားငယ်ကျိုးငယ်နာမဖော်တော့ဘူးပြဿနာတွေအများကြီးကြားထဲမှာဘသူ့ကိုခင်ဗျားတို့ယုံကြည်အသိမဲ့ပြုလက်ခံရမလဲဆိုတဲ့ကိစ္စအဲ့ဒီကိစ္စနဲ့တပြိုင်နက်တစ်ဖက်မှာလည်းတော်လန်ကြီးတွေဆင်နွှဲနေပြီးတော့တစ်ဖက်မှာလည်းတိုက်ပွဲတွေဖြစ်နေအဲ့တိုက်ပွဲဖြစ်တဲ့နေမြေတွေမှာလွတ်မြောက်နေမြေတွေမှာလည်းပြည်သူလူထုဟာအစင်မပြေနေဘူးပေါ့ဗျာတစ်ဖက်မလွတ်မြောက်တဲ့နေမြေစစ်တပ်အုပ်ချုပ်မှုအောက်ကနေမြေတွေကရောစုံမကားရှိတဲ့လူတွေကျွန်တော်ဗီဒီယိုကလစ်ကြည့်တဲ့လူတွေရှိလားကားမရှိဆိုင်ကယ်လောက်တော့ရှိလိမ့်မယ်ထင်တယ်စုံရက်မရက်နဲ့ကျူဝါကုတ်နဲ့စီတိုးပြီးတော့တော်တော်ကိုတိုင်းပြည်ကအကြက်တဲဆိုင်တဲ့အခြေအနေမျိုးဖြစ်လာတယ်နောက်ဒီထက်ပိုဆိုးနေပိုဆိုးမဲ့အခြေအနေတွေဖြစ်လာလိမ့်မယ်စစ်တပ်ကကြားကန်လာတာနော်ဒီလွတ်တော်ဒီအစိုးရဖွဲ့တွေပြီးတဲ့အခြေအနေသူတင်းခံလာတာမကြခင်မှာဥပဒေတွေထွက်လာမယ်ကုန်စည်နှုန်းဥပဒေနဲ့ပတ်သက်တဲ့ဥပဒေတွေထွက်လာမယ်ဒီဘသွင်းကုန်တွေပိတ်ချတာတွေဖြစ်မယ်သမဝရမခစ်ကိုပြန်ရောက်မယ်စီတိုးစန်တိုးခင်ဗျားတို့စင်ချီတုံးဆက်ပြတိုးတဲ့ဘဝကိုပြန်ရောက်လာမယ်အခြေအနေဖြစ်ကိုဖြစ်လိမ့်မယ်ကျွန်တော်ပြောတာမယုံရင်ကြည့်ဟုတ်ပြီအခန်းခန္ဓာတစ်ခုချင်းပြီးပြီဒီနေ့ကတော့တွေးစရာတွေနည်းနည်းများမလားဗျာနော်နောက်တစ်ခုက
တရုတ်ရှုပ်သမျှကိုကျွန်တော်တို့ဘယ်လိုရှင်းမလဲဆိုတဲ့ကိစ္စကျွန်တော်3ရက်ရှိပြီပြောတာအကြောင်းမဲ့ပြောနေတာမဟုတ်ဘူးတရုတ်ဟာအိမ်နီးချင်းနိုင်ငံမှာကျွန်တော်တို့အိမ်နီးချင်းနိုင်ငံကနေရွှေ့သွားလို့မရဘူးအဲ့တော့ကျွန်တော်အဆင်မပြေပြေအောင်ပေါင်းကြမလားအဆင်ပြေအောင်ပေါင်းမယ်လို့စိတ်ကူးလေးနဲ့ပေါ့နော်စဉ်းစားကြည့်တဲ့အခါဒီတရုတ်နိုင်ငံ policy อ่ะပေါ့နော်ပြည်သူတွေတော့မပြောပါဘူးတရုတ်ပြည်သူတွေတော့ကျွန်တော်မပြောပါဘူးတရုတ်ပြည်သူတွေနေတာမကဗမာနိုင်ငံတစ်နိုင်ငံလုံးမှာကုတ်သွေးစုပ်မယ်အမျက်ထုတ်မယ်ချနင်းမယ်ထိုးကျွေးမယ်ထိုးခွဲမယ်ဒီ policy နဲ့ပဲဗမာပြည်ကိုဒီအခြေအနေနဲ့ပဲဗမာပြည်ကိုသူတို့ဆက်ဆံနေတာတွေ့တော့ဒီလူတွေကိုကျွန်တော်တို့မိတ်ဆွေအဖြစ်ဘယ်လိုဆက်ဆံရမလဲအနည်းဆုံးရှိရင် MNDAA ကိုကြည့်ပထမတော့ကတော့ကြားဖြန့်စစ်စင်ရေးဆိုပြီးလက်နက်တွေခဲရနေပေးပြီးလာချိုးတီတိုက်ခိုင်းလိုက်တယ်လာချိုးတီတိုက်ပြီးတော့ပြန်လှည့်သွားတယ်တရုတ်ကရက်ဆိုရက်ပေးလိုက်ရတယ်ရက်ပေးလိုက်တယ်ဗောဗျာပြီးတော့ဒီတော်လိုင်းရေးတပ်ဖွဲ့တွေစကားလဲနားမထောင်ဘူးပြည်သူတွေကိုလည်းစောက်ဖက်မလုပ်ဘူးတရုတ်ကချီးထားလို့စားမဲ့တပ်မျိုးဖြစ်နေတဲ့အချိန်တွေအဲ့တော့ကျွန်တော်တို့ဒီမှာတိုင်းရင်းသားတော်လိုင်းရေးလက်နက်ကင်မှာဆိုတဲ့လူတွေဟာကျွန်တော်တို့အားကိုအားထားယုံကြည်စရာခေါင်းဆောင်တွေတပ်ဖွဲ့ကြီးတွေအဖြစ်ခင်ဗျားတို့တည်ရှိနေတယ်လို့ခင်ဗျားတို့ထင်လားအခုကျွန်တော်တို့ကဘသူ့ကိုယုံရမှာလဲဘသူ့အားကိုးရမှာလဲအန်ယူဂျီလား KIA လား AA လား KNU လားကျွန်တော်တို့ဘသူ့ကိုယုံကြည်အားကိုးရမှာလဲကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့ဘဝပြည်သူလူထုရဲ့ဘဝအနာဂတ်ကိုဘသူ့လက်ထဲပုံထည့်ပြီးခင်ဗျားတို့ကိုပခုံးနဲ့ထမ်းတည်ရမှာလေဘသူ့ကိုကျွန်တော်တို့ယုံရမှာအဲ့တော့နန့်ခမ်းကိုတကယ်တိုက်မယ်ဆိုရင်နတ်ဖတ်ကာပြည်တော်စုလမ်းမပေါ်မှာရှိတယ် KIA နတ်ဖတ်ကာစခန်းကို KIA gate တွေရှိတယ်နတ်ဖတ်ကာ KIA gate တွေကို MDA ကဖယ်ခိုင်းနေဆိုတဲ့သတင်းပေါ်မှာဘိုလ်မှူးကြီးနော်ဘူး KIA ရဲ့ပြောခွင့်ရကတော့မဟုတ်ဘူးလို့ပြောတယ်အကယ်၍ဖယ်ခိုင်းခဲ့ရင်ဘယ်လိုလုပ်မလဲနောက်ဆုံးသတင်းတွေအရတော့ TNL နဲ့ MNDAA ဒီကိစ္စတွေပြည်လဲဖို့စကားပြောနေတယ်လို့သိရပြီညီနောင်သုံးပေါ်တွေကအာရခတ်တက်တော် AA ကတော့လက်နက်ကင်တိုက်ပွဲစစ်ရေးနည်းနဲ့ဖြည့်ရှင်းခြင်းများကိုမလုပ်ရန်ဆိုပြီးစာထုတ်တာကိုတွေ့ရပါတယ်စာထုတ်တယ်ဆိုတာထက်ပေါ့နော်ပြောတယ်ဆိုတာကိုကျွန်တော်တို့သတင်းထွက်ပါတယ်အဲ့တော့ကျွန်တော်ဟိုရက်ကပြောသလိုပဲဒီတနက်ကင်ထားတဲ့လူတွေကိုကျွန်တော်တို့ခင်ဗျားတို့ကပြောလို့လည်းမရဘူးပြောလဲနားထောင်ခြင်းမှာနားထောင်တော့လှုပ်ခြင်းမှာလှုပ်အဲ့တော့ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကရှင်းရှင်းလေးကျွန်တော်တို့ဘသူ့ကိုယုံရမလဲဘသူ့ကိုကျွန်တော်တို့ကအတိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်ဘယ်တပ်ဖွဲ့ကြီးကိုကျွန်တော်တို့ကတုံးတိုင်းပြည်ကြီးထိုးအပ်ကျွန်တော်တို့ကိုကဲတင်ပေးပါလို့ပြောရမှန်းတော့မသိတဲ့အခြေအနေစီတိုးဆန်တိုးကိစ္စကဒုတိယလောလောဆယ်မှာတစ်ဖက်စစ်တပ်ကိုကြည်ပြန်တော့လေပေါ်တာဆွဲမရင်းချင်းမီးရှို့လူသက်တစ်ဖက်တပ်တွေတော်လိုင်းရေးတပ်တွေဆိုပြီးတော့တော်လိုင်းရေးတပ်တွေရောတိုင်းသားအီယာအိုတွေကိုကြည့်မယ်ဆိုပြန်တော့လေတရားရာခိုင်တို့အပြည့်အဝယုံကြည်ရဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်တိုင်းသားအီယာအိုတွေကို PDF တွေကိုကြားရတဲ့သတင်းတွေကနားပေါ်မှာမချမ်းတော့အရင်တော့က PDF ဆိုရင်လေပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်းပြည်သူကာဝေးတံ PDF ဟဲ့ဆိုရင်2021ကျွန်တော်ကရင်ပြည်နယ်မှာတတ်ထောင်တော့က PDF ဖြစ်ရရင်ဂုံယူတာလူငယ်တွေက PDF ဆိုပြီးရောအခု PDF ဆိုတဲ့ကြားလိုက်ရင်မြင်လိုက်စိတ်ထဲမှာဗျာပိဆက်နေတဲ့လူငယ်တွေကိုကျွန်တော်အင်မတန်တနာမိတယ်သို့မဟုတ်ကျွန်တော်ပို့ပြီးတော့လေးစားလာမိနိုင်ငံရဲ့ရှားမှာနေပြီးတော့မှားယွင်းတဲ့ policy တွေနဲ့ကြိုးကင်စီမံခန့်ခွဲနေတဲ့အမေရိကန်ရောက်လွတ်တော်တွေအမေရိကန်ရောက်အစိုးရတွေကျွန်တော်တို့အလိုမရှိဘူးပြည်တွင်းမှာရောက်နေတဲ့အစိုးရဆိုတဲ့လူတွေကရောပြည်သူကိုကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့အနေအထားရှိရင်ကျွန်တော်တို့ယုံကြည်လက်ခံပေးရမယ်အဲ့တော့အစိုးရပဲပြောပြောအဖွဲ့ပဲပြောပြော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကစီတယ်မလက်တော့ဝစ်လို့ပဲဗျာဖန်တရားတင်နေပြီ
ဒါတွေကြားရတာယိုးနေပြီအဲ့တော့ကျွန်တော်တို့ဒီနေ့နေရာမှာဏီကုန်းနေနဲ့အချက်3ချက်လောက်ပြောပါမယ်တမရ4ယောက်ရှိပါတယ်လွတ်တော်2ရက်အစိုးရ2ခုနဲ့တိုင်းသားအရာကိုတက် PDF တက်ပကဖတက်ပါလာပတက် Federal Unit တက်တပ်ဖွဲ့စစ်တီဒီတက်မတော်ပေါင်းမြောင်များစွာနဲ့ပြည်သူလူထုကဘသူကိုရှုံပြီးပုံအပ်ရမှာလေဆိုရယ်မိကုန်းကိုတော့ခင်ဗျားတို့တစ်ချက်တော့စဉ်းစားကြည့်ပေးပါဗျာတစ်ဖက်မှာလွတ်မြောက်နေပြီရောက်တဲ့လူတွေအတွက်ဒီမိကုန်းလွတ်မြောက်နေပြီမရောက်ဘဲနဲ့စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာအန်ကျိတ်နေရတဲ့တော်လန်ပြည်သူတွေအတွက်နံပါတ်1မိကုန်းကတပြေပန်းနဲ့ကြိုရမှာလားမကြိုရတော့ဘူးလားတချို့တွေတော့အမေရိကန်တို့နော်ဝေတို့ကနေဒါတို့မှာအခြေကျနေတဲ့တမရဝင်ကြီးဝင်ကလေးတွေဖြစ်နေပြီတပြေပန်းနဲ့ကြိုရရအောင်မလားဆိုရဲစဉ်းစားချက်တစ်ခုအဲ့နှစ်ဖက်လုံးတော့နံပါတ်3မိခွန်းကဘယ်အစိုးရဘယ်လွတ်တော်ဘယ်တပ်ဖွဲ့ဘသူကိုရှုံပြီးပုံအပ်ကမှာလေဘယ်ဘုရားကတကူကြည်ရလဲဒီနေ့တော့တွေးကြရတယ်ဖြစ်လိမ့်မယ်ဘုံနကားရဲ့ BNR နဲ့ပတ်သက်ပြီးကိုတတွေးနိုင်ဖြုတ်ချသွားတဲ့ဗီဒီယိုထဲမှာပါတဲ့အချက်လက်တွေသိချင်လားနောက်ရက်တွေကျွန်တော်တေချာမီးမြန်ဆွေးနွေးပြီးထုတ်ပြတဲ့အချက်တွေထုတ်ပြပါမယ်တိတ်ထူးကြတာကဆရာဦးကြီးမြင့်ကဥပဒေအရစာရန်ပြုစုနိုင်ဖို့ဥပဒေအရစစ်ရာဇဝမှုဆွဲချက်တင်နိုင်ဖို့ပဲလားတက်သေးကံစုဆောင်းမှုလောက်ကင်နေဆိုတဲ့အခြေအနေကတော့ BNR ကိုတိုက်ခိုက်ခဲ့တဲ့သူတွေစစ်ရာဇဝမှုမြောက်ပြီးစစ်ရာဇဝတ်ကောင်တွေဖြစ်လာမလားနံပါတ်2လူခွင့်ရေးချိုးဖောက်သူလူခွင့်ရေးချိုးဖောက်မှုများနဲ့နိုင်ငံတကာလူခွင့်ရေးကော်မရှင်ကိုအတင်ခံရမလားမာရီဆက်ဖြစ်မလဲတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီလောက်စဉ်းစားစရာလေးတွေနဲ့ပဲကြည့်လိုက်ရအောင်နောက်ရက်တွေမှာလက်ရှိစိုးရင်နေရတဲ့အခြေအနေမကျေနပ်မှုတွေနဲ့အစင်မပြေမှုတွေနဲ့ဒီအခြေအနေအောက်မှာစိတ်တွေအရန်ညစ်ပြီး negative ဆိုတဲ့အစိုးမြင်စိတ်တွေမကျေနပ်မှုတွေဒေါသတွေဒါတွေဖြစ်ပေါ်လာခဲ့ရင်ခင်ဗျာမအေးချမ်းဘူးဖြစ်ပါလိမ့်မယ်အဲ့တော့အဲ့လိုဒီစိတ်တွေအရန်မုန်းချက်ဖြစ်လာရင်ကွင်းမြင်ကျဲကြီးတော့၎င်းမြင်ဝင်းကျဲကြီးကိုနံပါတ်1ကြည့်လိုက်ပါနံပါတ်2အသက်ကိုဝါဝ15ချိန်လောက်ရှူထုတ်ရှူသွင်းလုပ်လိုက်ပါအဲ့ဒါဘီနော်လှုပ်ရှားရှိတာဆက်လုပ်ရင်မကောင်းမြင်စိတ်တွေရော့ကျသွားပြီးမကျေနပ်မှုနဲ့ဒေါသတွေစိုးရိမ်စိတ်တွေအစံပြေမှုတွေဟာတက်တာနိုင်ပါလေနောက်ရက်တွေမှာဆက်ဆောင်ရမယ်အားလုံးကိုကျေးဇူးတင်ပါတယ်